အားလုံးပဲမင်္ဂလာပါဗျတိုးပေါ်မှာစူးစမ်းပြီးတော့တင်ဆက်ပေးလိုက်ပါတယ်ဗျဒီနေ့ပြပေးချင်တာကတော့ထိုင်းနိုင်ငံထုတ်တပတ်စီအဲရာစီလေးပဲဖြစ်ပါတယ်ဗျထိုင်းနိုင်ငံထုတ်တပတ်စီအဲရာစီလေးပဲဖြစ်ပါတယ်ဗျသူ့ရဲ့ခုနှစ်ကတော့2539ခုနှစ်ပဲဖြစ်ပါတယ်ဗျသူ့ရဲ့ခုနှစ်လေးကတော့2539ခုနှစ်ပဲဖြစ်ပါတယ်ဗျတပတ်ပဲဖြစ်ပါတယ်နော်ဘယင်းယာမကုငငယ်ပုံနေဗျနော်ယာမကိုဘယင်းငငယ်ပုံနေဗျာနော်ဒီစာလုံးလေးတွေကအထက်လေးတွေရှိတယ်ဗျာနော်အဲရာလေးဖြစ်နေဒီမှာသူ့ရဲ့အဲရာလေးအောင်နော်ဒီစာလုံးလေးတွေမှာထက်နေတယ်ဗျာနော်ဒီစာလုံးလေးတွေမှာထက်နေတယ်ဗျာနောက်ကျရင်ဒီနောက်ကစာလုံးလေးတွေမှာထက်နေပါတယ်ဗျာအဲ့ဒါလေးကိုကျွန်တော်အဲရာလေးဖြစ်နေတာဟုတ်မဟုတ်ကိုကျွန်တော်ပြပေးပါမယ်ဖြစ်ပါတယ်ဗျာနော်နီးကပ်လေးကျွန်တော်ဆွဲပြပေးမှာပဲဖြစ်ပါတယ်ဗျာနော်အဲဒါဟုတ်မဟုတ်လေးတဲ့သုံးသက်ပေးကြပါအောင်ဗျာလိုအပ်တဲ့လူတွေလည်းဝယ်ယူအားပေးနိုင်ပါတယ်ဗျာနော်မလိုအပ်တဲ့လူတွေဒီတိုင်းကြည့်ပါဗျာနော်ဘိုးတူတရပါတယ်ဗျာအကျွေးစီတိုင်းတော့ဒီလိုမျိုးအဲဒါမဖြစ်ပါဘူးဗျာဒါတွေကတော့ဆက်အဲဒါလေးဖြစ်နေတဲ့ဟာလေးပေါ့နော်ကျွန်တော်ပြပေးပါမယ်နော်ဘယ်နားမှာအဲဒါဖြစ်နေတာမဖြစ်နေဘူးဆိုတာနော်ဟုတ်ကဲ့ဗျာအခုမြင်တွေ့ရတဲ့အတိုင်းပဲနော်စာလုံးလေးထပ်ပြီးတော့အဲဒါဖြစ်နေတာပါဗျာတပတ်စီလေးပါဗျာနော်ကျွန်တော်ကောမှတင်ပေးထားတဲ့အဲဒါစီလေးတွေကျွန်တော်ဈေးုံသက်တာလေးနဲ့ကျွန်တော်ပြန်ရောင်းပေးပါမယ်ဗျာလိုအပ်တဲ့လူတွေဝယ်ယူအားပေးနိုင်ပါတယ်ဗျာ YouTube ကကြည့်နေတဲ့သူတွေဆိုလို့ရှိရင် like subscribe လုပ်အားပေးကြပါအောင်ဗျာနော်မပန်းမကြည့်ဘူးဆိုလို့ရှိရင်ကျွန်တော်အသစ်တလေးတင်တိုင်းသိရအောင်လို့ပါနော်ဒါလေးကတော့တွေ့တာအဲ့ဒါလေးဖြစ်နေတာပါဗျာနော်စာလုံးလေးထက်နေရဖြစ်ပါတယ်ဗျာနော်စာလုံးလေးထက်နေရဖြစ်ပါတယ်ဗျာနော်လူကျင်တဲ့လူတွေဝယ်ယူအားပေးနိုင်ပါတယ်ဗျာကျွန်တော်ကောက်မှာ Viber ဖုန်းနံပါတ်ချပေးထားပါဗျာဒီဘက်မှာလည်းထက်တယ်နော်စာလုံးလေးထက်နေရဖြစ်ပါတယ်ဗျာနော်ယာမကိုဘယင်းနော်ယာမကိုဘယင်းပုံနေပဲဖြစ်ပါတယ်ငင်းရနော်ယာမကိုလို့ရေးထားတဲ့နေရာလေးမှာနော်စာလုံးလေးထက်နေရတယ်ဖြစ်ပါတယ်ဗျာနော်ဒီဘက်ချမ်းမှာလည်းထက်တယ်နော်စာလုံးလေးတွေကနော်ဒီဘက်မှာလည်းစာလုံးလေးထက်တယ်ဗျာအဲဒါလေးဖြစ်နေတာပေါ့နော်အဲဒါလေးဖြစ်နေတာပေါ့ဗျာနော်ဒါကတော့အကျွေးစီတိုင်းတော့မဖြစ်ပါဘူးဗျာနော်ဒါလူလို့လည်းမရပါဘူးဒီလိုပုံစံမျိုးကြီးอ่ะနော်ဒါဆက်ရဲ့အဲဒါလေးတွေပေါ့ဗျာနော်အဲဒါလေးတွေအကြောင်းနားလေတဲ့လူချင်းမင်းနေတဲ့ဝယ်ယူအားပေးနိုင်ပါတယ်ဗျာနော်ဒီဘက်မှာလည်းထက်တယ်ဗျာနော်2539အဲ့မှာလေးတွေထက်တယ်ဗျာနော်နောက်ကြလို့ရှိလို့ရှိရင်ပေါ်ကစာလုံးလေးမှာထက်တယ်ဗျာနော်ထက်လေးတွေရှိပါတယ်အဲ့ဒါလေးလိမ်ပြီးတော့လည်းမရောင်းပါဘူးဗျာညာပြီးတော့လည်းမရောင်းပါဘူးလိုအပ်တဲ့လူတွေဝယ်ယူအားပေးနိုင်ပါတယ်ဗျာဈေးနှုန်းတက်တာနဲ့ရမှာဗျာနော်တွေ့တဲ့အတိုင်းပဲနော်စာလုံးထက်လေးတွေနော်ပုံမှန်လည်းသုံးသက်လို့ရပါတယ်ဗျာနော်ဒါလေးဆိုရှင်းလေးနော်စာလုံးထက်လေးစာလုံးလေးထက်နေဗျာအကျွေးစီတိုင်းတော့ဒီလိုမျိုးမထက်ပါဘူးဗျာနော်ဒီလိုမျိုးကတော့အကျွေးစီတိုင်းမဖြစ်ပါဘူးဗျာနော်ရှားတယ်ပေါ့ဗျာနော်တရားမှာ2ခု3ခုအဲ့လောက်ပဲဖြစ်ပါတယ်ဗျာနော်အကျွေးစီလေးမဖြစ်တဲ့ရဆိုမဖြစ်ပါဘူးဗျာနော်တွေ့ရလားမသိဘူးနော်အရှင်းကြီးပါဗျာနော်သူရဲ့အဲ့ဒါလေးကအရှင်းကြီးပါဗျာနော်စာလုံးထက်လေးတွေပေါ့စာလုံးထက်လေးလှရောလှတယ်ဗျာနော်ဒါလေးကတပတ်စီလေးပါဗျာနော်ဒါတပတ်စီလေးပါနော်ဒီဘက်မှာလည်းထက်တယ်ဗျာနော်ယာမကိုဘယင်းငငယ်ပုံနေဗျာနော်နော်ဒီဘက်စာလုံးလေးတွေဒီဘက်စာလုံးလေးထက်နေနော်ခုနကကျွန်တော်အနည်းကလေးတော့ကျွန်တော်ပြပေးတာပါနော်ညဒီဟာလေးထက်တယ်ဗျာနော်ဒီလေးလုံးထက်နော်ညဒီနေရာလောက်ကိုထက်တယ်ဗျာစာလုံး3လုံးလောက်ကိုထက်တယ်ဗျာနော်အဲဒါစီလေးပေါ့ဗျာနော်စာလုံးလေးတွေထက်နေရဗျာဆက်အဲဒါစီလေးပေါ့ဗျာနော်လိုအပ်တဲ့လူတွေဝယ်ယူအားပေးနိုင်ပါတယ်ဗျာနော်ဒါတွေကတပတ်အဲဒါစီလေးပါဗျလိုအပ်တဲ့လူတွေဝယ်ယူအားပေးနိုင်ပါတယ်ဗျာနော်စာလုံးလေးထက်နေတရားတော်မလမ်းမြင်ရတယ်နော်ဒီမှာတို့ကစာလုံးလေးထက်ဒီအောက်ကျော်လေးနော်စာလုံးလေးထက်နေတာဖြစ်ပါတယ်ဗျာ YouTube ကကြည့်နေဆိုတော့ like subscribe လုပ်အားပေးကြပါအောင်ဗျာနော်အပန်းမကြည့်ဆိုလို့ရှိလို့ရှိရင်လည်းအကောင့်မှာ Viber ဖုန်းနံပါတ်တွေပါချပေးထားပါတယ်ဗျာနော်လိုအပ်လို့ချင်းဆက်သွယ်လို့ရပါတယ်ဗျာနော်ဆက်သွယ်ဝယ်ယူအားပေးလို့ရပါတယ်ဗျာနော်ယုံကြည်စိတ်ချစွာနဲ့ဆက်သွယ်ဝယ်ယူအားပေးလို့ရပါတယ်ဗျာနော်တပတ်စီအဲရာစီလေးပေါ့ဗျာနော်စာလုံးထက်လေးတွေနော်အားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာနော်အားလုံးလည်းရေအဆင်ပြေနိုင်ကြပါစေဗျာလိုအပ်လို့ရှိရင်ဆက်သွယ်လိုက်ပါဗျာနော် Viber ဖုန်းနံပါတ်ကျွန်တော်ချပေးထားပါတယ်ဗျာနော်